စာရေးဆရာညီပူလေးရေးသားထားတဲ့ဓာတ်သွားဘော်ကချုံရင်းမြတ်ဗျာရေးစမြဆိုတဲ့စာအုပ်လေးကိုပြန်လည်ဖတ်ရှုဖို့အချိန်ကျရောက်လာပါပြီအဲ့တော့စာဖတ်သူချစ်ပြေးစမြခင်ဗျာဒီဇလန်းလေးတွေကိုမစခင်မှာကျွန်တော်ရဲ့ကိုတက်ဆိုတဲ့ channel လေးကို like and subscribe လေးပြီးခဲ့ကြဖို့တောင်းဆိုပါရစေဟုတ်ကဲ့တန်ဟိုဝမ်းရဲ့အာတူဘက်ဆိုတဲ့အပိုင်း3လေးကိုကျွန်တော်တို့ဆက်လက်ဖတ်ရှုပါမယ်ခင်ဗျာနောက်တစ်နေ့ကျတော့ဦးစောဘသိန်းရဲ့မိသားစုကစွန့်ကြိုက်ဖို့မလို့စီစဉ်တုံးရှိသေးတယ်ဘုန်းကြီးကစောကြီးကြွလာတယ်ဘုရားရှင်ရှိအရင်သွားကြတော့တယ်အညွန့်နေအခက်တွေမရှာခိုင်းတော့ဘူးအဖေကြီးရှောက်လန်းလာပြီးတစ်ချက်ကြည့်တယ်ပြီးတော့ဘုရားရှင်ရှိတစ်ခေါက်ပြန်သွားပြီးရှ िख ိုးပြန်တယ်တောက်ရီကထာရာယူပြီးဦးစင်းကဒုက္ခနာကိုလက်နဲ့နည်းနည်းစီတောက်လိုက်ဖြန်းလိုက်တယ်ဇရိသဘောလောက်ပါအဖေကိုတော့နှစ်ဖူးကနေခြေပြားတိခက်မြက်မြတောက်လိုက်ဖြန်းလိုက်လှုပ်လိုက်လှုပ်နေတယ်ဒီနေ့တော့ဦးစင်းကလည်းအဖေကိုပြူးပြီးမကြည့်တယ်လို့ဖေကလည်းပြုံးတုံးမလုပ်ဘူးဘာခံစားချက်မှမရှိတယ်လို့ပဲနောက်တော့လက်ဆွဲတော့ငလိတ်ကြောင်ပြီးနဲ့စော်တော့တာပေါ့မနေ့ကအဖေကပါရှိုးရမှမထင်ခဲ့တော့ဒီနေ့တော့ကျွန်တော်လည်းတစ်ဖက်ကိုမျက်နှာမလွှဲတော့ဘူးရုပ်ရှင်တို့ပြဇက်တို့ထဲမှာလို့ဟန်လို့တရုပ်ဆောင်နေတာမဟုတ်တာတော့သိကြတယ်အားကုန်လွှဲချလိုက်တာကျွန်တော်ရောစောထူးရောမှတ်ထားတာအတူတူပဲ28တိတိကိုကြားတယ်ပြီးတော့ဘုံကြီးရွာထိပ်ကတင်ချိုင်းစီစီပြန်ကြွသွားရောစုံကြိုက်ကနောက်ကမှလိုက်ပို့ရတာရွာထဲကကရင်မျိုးသားရွယ်သူတွေရောကြီးသူတွေရောတနာကြလို့ပေါ့ဟိုဝမ်းဟဲ့ဝမ်းဘဲနဲ့နေလေလို့လုံလို့ကြတယ်မနာဘူးလားလဲမိကြရှာတာပေါ့အဖေကတိပုံတော်မရဘူးညင်ဘာဖြစ်လို့လဲလို့ပြန်မေးတယ်တတိယနေ့လဲဒုတိယနေ့လိုပဲခက်စောကြွလာတယ်ကျွန်တော်မမိတယ်အရင်နေ့တွေကဝိယုံခဲ့တဲ့သင်္ကန်းပဲဗျဒီတစုံပဲရှိသလားတော့မသိပါဘူးဗျာထူးလာတော့လက်နှစ်ဖက်စလုံးနဲ့လက်ကောက်ဝစ်တွေမှာပြေကျိုးတွေဆင်လာတယ်အချက်ပေါင်း16ချက်ရိုက်ပြီးတော့ဦးစောဘသိန်းကိုလှမ်းမိတယ်ဟေးတကဒီကောင်းနာမည်ဘာလဲကွာလို့မေးတော့ဦးစောဘသိန်းကတန်ဟုတ်ဝမ်းလို့ပြောတယ်ဘုန်းကြီးကဟေးတန်ဟုတ်ဝမ်းသိပြီကွာလို့ပြောလိုက်တယ်ဘုန်းကြီးကအဲ့လိုလဲမိတ်ရောကျွန်တော်ကတဲတဲကိုဖတ်ပြီးငိုတော့တာပေါ့တဲဆိုတာတရုတ်လိုအဖေလို့ခေါ်တာပါဗျာသွားတဲမသေးရဘူးတဲမသေးရဘူးမသေးဘူးဟုတ်လားဟုတ်တယ်ဖေကမသေးပေမဲ့မျောနေပြီမျက်လုံးတော့ဖွင့်နိုင်ပိတ်နိုင်သေးတယ်မျက်လုံးမေးပြီးနားနေလိုက်ခဏပြန်ဖွင့်ကြည့်လိုက်ခဏပိတ်လိုက်ပြန်ဖွင့်လိုက်နဲ့မေးပြီးမိတ်နေတာများပါတယ်ကျွန်တော်တို့ဝမ်းနေပြီးငိုနေကြချိန်မှာစောပါသိန်းကသူ့တပည့်တွေကိုသူ့ခြံတွေကငပြောပင်တပင်သွားအခုတ်ခိုင်းတယ်ဖာဒီတွေကကျွန်တော်ကိုအန်ကူလို့တအားငိုနေတာကိုချော့ကြတယ်ငပြောတပင်ခုတ်လာတာဘာမှမကြဘူးငပြောစည်းတွေဆိုးလို့ရွှဲလို့အဖေနပိတ်ချလိုက်တော့ငပြောပင်ကအဖေအရက်မောင်းထက်တမိုက်လက်လေးသေးလောက်တုံနေလို့နောက်တပင်ထက်ခုတ်ခိုင်းတယ်နောက်တပင်ကျတော့မစိုးတော့လေးရှိနေတာဓမ္မနဲ့ပိုင်းလိုက်တာကွက်တီပဲငပြောပင်ကိုပိုင်းနေတာကတော်တော်ထက်တဲ့တာဒါပေမဲ့ငပြောပင်ကိုအဖေရက်နဲ့တိုင်းပြီးခုတ်လိုက်တာအားသိစိုက်ပုံမရပါဘူးအိမ်ကတစ်ချက်သိငနဲ့လှုပ်သွားတယ်အဲ့လိုသိငနဲ့တစ်ချက်တည်းလှုပ်ပြီးရောဦးစင်းကဘာမှမပြောညာမပြောနဲ့ခြာကနေလှည့်ပြန်သွားတယ်ငပြောတော့ကိုအဖေအင်ကြီးပစိုးတွေနဲ့ပက်ကြစီးကြလှုပ်နေကြတာမို့ဘုန်းကြီးပြန်ကြွသွားတာကိုဘယ်သူမှသတိမထားမိကြဘူးပေါ့ဗျာကဲတန်ဟုတ်ဝမ်းရဲ့မသာချမယ်ဟိပညာစင်ညလို့ဦးစောပါသိန်းကပြောတော့မောင်းတွေစီးရွေတီးကြထိုးကြပြန်ရောမနက်ကင်းကြီးမသာချတဲ့အချိန်မှမဟုတ်တာခွေးတွေကဦးကြဟောင်ကြပြန်ရောကြာသမျှရွာသူရွာသားတွေလာကြစူးစမ်းကြဂျပန်တွေပါတဲ့နေနဲ့ရောက်လာကြတယ်ထမ်းလာတဲ့အာတူဘက်ကလူမဟုတ်ဘူးအဝိအစားတွေပတ်ထားတဲ့စီးရတဲ့ငပြောတုံးကြီးဆိုတော့ဂျပန်တွေနားမလဲကြဘူးဘာလို့တာလဲဒါပါလဲလို့မေးကြတဲ့အဖေကိုယ်တိုင်ငပြောမသားကိုတင်းချိုင်းသွားကြိုကြချိန်မှာအင်ကြီးပေါ်မှာအဖေရဲ့ကျွန်တော်ရဲ့တော်တော်ရဲ့ပဲကြံရိတ်ခဲ့ကြတယ်တော်ဆိုတာဦးလေးစောပါသိန်းရဲ့ဇနီးပေါ့ကျော်ညွန့်နဲ့တင်းညွန့်နဲ့ရှိရဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ပေါ့ဗျာတန်ဟုတ်ဝမ်းကိုတင်းချိုင်းသွားပြီးမြုပ်ကြတဲ့သူတွေမှရွာထဲပြန်မရောက်ကြသေးဘူးအဖေကသူ့ဘာသာသူထပြီးထိုင်နေအန်ကူငါသားလာကွာအဖေပိုက်စားတယ်တဲ့ကျွန်တော်ကိုအဖေနာကိုရုတ်တရက်မကရဲဘူးမဝင့်မရဲနဲ့ခလန်းလန်းကနေတေချာအောင်ထမေးမိရဲ့ကိုနာကိုမယုံတယ်လို့ပဲဘာပြောဒါတော့တကယ်ပိုက်စားလို့အဖေဘက်ကဒီလိုတကားမှမတောင်းဘူးဟုတ်ကဲ့လို့တခွန်ပြောပြီးတော်ရှိရမိဖို့ကန်စီပြေးတော့တာပေါ့ဗျာတော်ဘာလဲဟဲ့မထိတ်တာမလန့်တာနဲ့တဲကထမင်းစားတယ်လို့ပြောတယ်ဗျတော်ကမျက်မှောင်းတစ်ချက်ကျုပ်လိုက်ပြီးသွားမဟုတ်တရုပ်တွေနင်းတဲကသေပဲသေကနီးနေပြီအတိတ်ပဲမရှိရလာမပြောနဲ့အဲ့လိုကျွန်တော်ကိုပြောတာပေါ့မဟုတ်ဘူးတော်လာကြည့်အောင်တော်ကထမိန်တစ်ချက်ပြင်ဝတ်ပြီးကျွန်တော်လက်ကိုဆွဲပြီးလိုက်လာတယ်အဖေလည်းတွေ့ရောတန်ဟုတ်ဝမ်းဘာဖြစ်နေတာလဲလို့မေးတော့တာပေါ့ဗျာဖေကထိုင်လေးရအညောင်းဆိုင်ရင်ငါ့ကိုဒီတိုင်းပြထားကြတော့မှလားထမင်းလည်းမကြွေးကြဘူးကွာဘာစားစရာရှိလဲဘိုက်တိတ်စားတာပဲလို့ပြောတာပေါ့ဗျာတော်ကအဖြစ်မှန်တိုင်းဟဲမဟုတ်တာနေ့တိုင်းအနှစ်တိုင်းကျွေးနေတာပဲကျွေးလို့မရတာလို့ပြောပါလေရောဒါဆိုရင်အခုဘာစားစရာရှိလဲခဏဆောင်အောင်ရှိတယ်ဆိုပြီးတော်ကမိဖို့ပဲထွက်သွားတယ်စစ်ပြင်းနေတဲ့အချိန်ကြီးနောက်ပြီးချက်ချိန်ပြုတ်ချိန်မှမဟုတ်တာဗျာဘာအသားငါဘာအသီးရွက်မှမရှိဘူးအဲ့ဒါလဲတော်ကရှိတဲ့ကြက်ဥကိုပဲ
ပဲလို့လွယ်တာလေးကိုကောက်ခံငင်ကစီစဉ်ပေးလိုက်တယ်တဲကလည်းနလန်ထားတယောက်နဲ့မတူဘူးမောပန်းလာတဲ့အလုတ်ကျန်းသမားတယောက်လိုပဲမရေရှိတ်ရီအားရပါရစားတော့တာပေါ့ဗျာ15မိနစ်လောက်နေတော့ဦးလေးစောပါသိန်းနဲ့အဖွဲပြန်ရောက်လာကြတယ်အဲ့ဒီအချိန်မှာဖေကထမင်းလုံးစီရင်စစ်ပြင်းလိတ်ခဲနေချိန်ပေါ့အားလုံးကဝဲမတနာနဲ့လာပြီးမေးကြမြန်းကြတာပေါ့အဖေကတော့စစ်ပြင်းလိတ်အတောက်မပြတ်ဘူးစစ်ပြင်းလိတ်တရေရဲနဲ့ဇိမ်ယူနေပြီးဟာဟုတ်ဝဲတငယ်ချင်းထားအောင်ထိုင်နေပြီဝမ်းသာတဲ့တငယ်ချင်းရာဦးလေးစောပါသိန်းကပြောတော့တဲကငါဘာဖြစ်လို့လဲကွာအားလုံးကဝမ်းလဲတာကြအန်လဲအန်အောနေကြချိန်ဦးလေးစောပါသိန်းကျွန်တော်ကိုလက်ကုပ်ခေါ်ပြီးသွားမင်းအမေကိုဒီအကြောင်းပြောကြည့်ဆိုပြီးကျွန်တော်ကိုအမေစီလွတ်လိုက်တာပေါ့ကျွန်တော်ကလည်းထမင်းစားနေကြတဲ့ကသွားမလို့ပါဒါပေမဲ့တော်တော်ကသူတယောက်တည်းမနေရဘူးဆိုလို့ထမင်းကျွေးတဲ့တော်တော်အပေါ်ရအောင်ကျွန်တော်စောက်ပေးနေတာအိမ်အောက်မှာမြေဆိုင်တဲလေးတစ်လုံးနဲ့တီးတက်နေတဲ့အမေကိုကြီးပြောရတယ်အမေကကျွန်တော်ဒုံဆိုင်ပြကြတာကိုတအံ့တော်ဖြစ်နေတယ်တဲနေကောင်းသွားပြီမေမေအခုထိုင်ပြီးထမင်းစားပြီးသွားပြီဟုတ်ရဲ့လားတာရဲ့ဆေးလေးတောင်တောင်းနေပြီမေမေကသူ့ဘာသာသူမိမိတာဘသူကုတာလဲဖုံးကြီးတာဟုတ်တယ်မေအမေကအဖေနေတဲ့အိမ်မြင့်ကြီးစီတစ်ချက်မှုတ်ကြည့်နားဆင်းတယ်လို့လှုပ်ရင်းအန်ကူလားအမေနားလားဟိုဝါလီကားကိုမှပြီးရွှေ့မြောက်ဘက်အစွန်ဆုံးကစပယ်ကြီးတဲကိုဝင်အန်ကူကျွန်တော်ကအမေပြောတာနားထောင်ရင်ဝါလီကားကြီးရောစပယ်ကြီးကိုရောကြည့်နေပြီတဲ့ဘယ်သူမှမမြင်စေမသိသေးနဲ့အန်ကူအဲ့ဒီအင်ကြီးရဲ့အနောက်မြောက်တောင်းမှာအမေတို့ဝတ်ထားတဲ့အထုပ်တွေရှိတယ်စပားတွေတာဖယ်ပြီးအထုပ်ထုပ်ယူခဲ့ပြီးရောလက်ရမပြက်ပြန်ဖုံးခဲ့တော့တာအဲ့လိုမှာတာပေါ့ဘယ်သူမှမမြင်အောင်လှုပ်ယူတော့တဲ့အဲ့လိုလဲမှာလိုက်ပြီးအမေမာတဲ့အတိုင်းအထုပ်ထုပ်ဆွဲထုတ်ပြီးစပားတွေကိုခြေရလက်ရမပြက်ပြန်ဖုံးခဲ့တယ်စပယ်ကြီးတဲကနေအထုပ်ဆွဲပြီးမထွက်ခင်ပြင်ချက်တွေကြားကနေအပြင်ကိုအသာချောင်းကြည့်လိုက်တယ်သူတပြေအိမ်ကြီးပေါ်ကိုပေါ့ဘယ်သူမှမတွေ့တော့မှအသာထွက်ခဲ့ပြီးအမေစီအရင်သွားပေးလိုက်တယ်ပြီးမှဝါလီကလေးကြီးကိုသူ့နေရာသူအနေသားတကျပြန်ထားလိုက်တာပေါ့ဗျာအိမ်ကြီးရဲ့မွေကင်းဒီဝါလီကကြီးဒီလောက်လေးမဲ့မထင်ဘူးပြန်ပြီးသူ့နေရာသူပြန်ထားတော့မှတော်လေးမှကျွန်တော်သိတော့တယ်ဗျာအမေကကျွန်တော်ယူလာတဲ့အထုပ်ကရွှေရင်းကားထုတ်လားငွေရင်းကားထုတ်လားဖွင့်မကြည့်တော့ဘူးအန်ကူဒီအထုပ်ကိုဖုံးကြည့်လူနော်ငါသားတဲ့အဲ့လိုပြောရှာတယ်ပေါ့ဗျာအမေကြီးရတာအခုလိုလူရတာပီတိဖြစ်နေပုံပေါ်တယ်ကျွန်တော်လည်းအမေရဲ့တဲပြင်ထွက်လိုက်ရောဖုံးကြီးကအင်ကြီးဘော်ကိုကြွသွားတာလှမ်းမြင်လိုက်လို့ကျွန်တော်လည်းနောက်ကအထုပ်ဆွဲလိုက်သွားတာပေါ့အိမ်ပေါ်ရောက်တော့ဦးစင်းကြီးကမထိုင်ဘူးလက်ခောက်တုပ်ခောက်ပြန်ရှောက်ရင်းအဖေအချင်းလေးကိုအကဲခတ်နေတယ်ကျွန်တော်ကဖုံးကြီးကိုထိုင်ရှိခိုးရင်းအမေမာလိုက်တဲ့အတိုင်းလက်ထဲကအထုပ်ကိုကတ်လူလိုက်တာပေါ့ဗျာဘာတွေလဲကွာမေကဖုံကိုအလူခိုင်းလိုက်လို့အိတ်ကိုဖွင့်လိုက်အလူခိုင်းလိုက်လို့ပါဗျအိတ်ကိုဖွင့်လိုက်စမ်းဖုံကဒီလိုပြောရှာတယ်ပတ်တူအိတ်ကိုကျွန်တော်မဖွင့်တတ်ဘူးဂျိန်းနဲ့ဘာနဲ့အကြအနစီးပြီးကြိုးကတသေးချေချီကြတာဦးစောပါသိန်းကပေးဆိုပြီးယူပြီးဖွင့်လိုက်တာဟာဝေတို့ကြီးဗျာရွှေရင်းကားတွေလည်းပါတယ်ဘုံကြီးကလမ်းယူပြီးကြိုးကိုပြန်ချီတယ်ကျွန်တော်ပဲလဲပြီးရော့ကလေးမင်းယူလာတဲ့အထုပ်မင်းကိုငါပြန်ပေးမယ်အဲဒီတုန်းကကလေးဆိုတော့ဘလောက်အဖိုးတန်မှမသိဘူးပျော်နေတော့တာပေါ့အဲ့ဒါတွေကိုဦးစောပါသိန်းကထိမ့်သိမ့်ပေးထားတယ်ကောင်းသွားပါပြီငါပြန်မယ်တန်ဟုတ်ဝမ်းသေးပြီနော်ကြော်ညွန့်တညွန့်နဲ့ရှိတယ်လို့အဖေနာမည်အစ်စ်ပါမိတ်တော်မူပြီးကြွသွားတယ်ပြန်ကြွတကွားရဲ့တကားဝါရောက်မှဖေ့ကြော်ညွန့်ငါပြန်လာမှာနော်လာတော့ကငါးစိမ့်နဲ့ငါလာတာပြန်တော့ငါးစိမ့်နဲ့ငါပြန်တယ်လို့ဒီကထိတ်ကနေအတန်ကုန်ကြလန့်အောင်ပြောလိုက်သေးတယ်ကျန်တဲ့လူတွေကဖုန်းကြီးကိုအားလုံးရှ िख ိုးကြဥချကြတယ်အဖေကတော့သူနဲ့မဆိုင်တယ်လို့ပဲခက်တီတီနဲ့ထိုင်ရည်တယ်လေကားခဲရောက်တော့မှကျွန်တော်ကိုလက်ရက်ခေါ်ပြီးပါဇက်ကလည်းလာအောင်လို့ခေါ်တယ်ကျွန်တော်စိတ်ထဲမှာဖုန်းကြီးကိုကြောက်စိတ်မရှိတော့ဘူးခက်တွတ်တွတ်ရှောက်သွားလိုက်တယ်ကျွန်တော်ကြောကိုပုတ်ပေးရင်မင်းကြီးလာရင်ဘာလုပ်မှလဲလို့မေးရှာတယ်ကုန်တယ်လုံးပါဗျာအခုဘဲဦးတွေစိတ်လေးတွေရောင်းနေတယ်လို့ပြန်ပြေတော့ဖုန်းကြီးကကျွန်တော်အဖြေကိုသိကြိုက်ပုံပေါ်ဘူးဘာမှဆက်မပြောပဲမျက်မှောက်တစ်ချက်ကျုပ်သွားတယ်ခဏစဉ်းစားပြီးဟင်းဆိုတဲ့တပင်းချတဲ့နဲ့အတူတစ်ဆက်တည်းပဲကုန်တယ်လို့လည်းဖြစ်မှာပါငါမတီငွေပေးပြီးပဲတဲ့ဦးစင်းကအဲ့လိုပြောရှာတယ်အဲ့လိုပြောပြီးပြန်ကြွသွားပြီးလောက်တော့မှကျွန်တော်ကောင်းကိုပုတ်ပြီးလေတန်းနှိပ်ပြီးပြောတယ်ဟေ့ကောင်ဘီယောဂဆိုတာမိကိုပေးတယ်ဆိုတာမင်းလက်တွေ့သိလိုက်ပြီမဟုတ်လားမှတ်ထားကွာလို့အဲ့လိုပြောသွားရှာတယ်ဂျပန်ခေတ်ရှားပါတဲ့ခေတ်ဆိုးတဲ့နဲ့ကြောက်လန့်နေရတဲ့အချိန်မှာအဖေခင်ဗျာမတော်တဆထိခိုက်အနာတရားဖြစ်ရကနေအိရတဲ့ဘုံဘုံလဲခဲ့ရတယ်ဦးလေးဦးစောပါသိန်းတို့မိသားစုကကျွန်တော်တို့ကိုအများကြီးကူညီခဲ့ကြတယ်သူတို့ကျေးဇူးတွေဆက်မကုန်ဘူးဘုံကြီးကြွလာပြီလို့ကျွန်တော်ဖခင်တန်ဟုတ်ဝမ်းတစ်ဖြစ်လဲဦးကျော်ညွန့်အသက်ရှင်သေတွင်းကထွက်နိုင်ခဲ့တာပေါ့ဂျပန်ခေတ်မှာကြုံရဆုံရတာတွေကအမျိုးမျိုးပဲလေဒါပေမဲ့ဒီအတွေ့အကြုံကတော့စိတ်ထဲမှာဆွဲနေအောင်မှတ်မိနေတယ်ကျွန်တော်ရဲ့စိန်ပတ်ထရစ်ចောင်းသားဘွားပေါ့ဗျာ1946ခုနှစ်ညီအကိုတွေကျောင်းပြန်နေကြတယ်ဒီတစ်ခါတော့မော်လမြိုင်စိန်ပတ်ထရစ်သာသနာပြုကျောင်းမှာနေကြတာပေါ့အကိုကြီးက9တန်းကျွန်တော်က3တန်းညီလေးကျော်က2တန်းမှာပညာသင်ရတယ်နောက်တော့မကြဘူးကိုကြီးက9တန်းကနေ6တန်းကျွန်တော်က3တန်းကနေ9တန်းကျော်က2တန်းကနေ4တန်းတက်ပြီးပညာသင်ရတာပေါ့ကိုမင်းသားလုပ်တဲ့အခါမှတချင်းစမ်းပေါ်တဲ့စကလိုပဲခါတိုင်း4တန်းမှာအစိုးရစစ်စာမိုးပွဲကျင်းပနေကြကျွန်တော်9တန်းတက်ရတဲ့နေ့ကျမှအစိုးရစစ်စာမိုးပွဲကနေ
ငါးတန်းမှာစစ်မဖြစ်ရောအစိုးရစစ်မကားလို့ဘာကြီးကလာစစ်ဖြစ်နိုင်ပါတယ်အခက်တာမှတ်လို့ကျွန်တော်9တန်းကနေ6တန်းတက်လာရတဲ့နှစ်မှာညီဖြစ်တဲ့ကြောက4တန်းကနေ6တန်းရောက်လာတယ်သူက6တန်းပြီးတော့9တန်းမတက်ရပဲ10တန်းတက်10တန်းကနေ10တန်းတက်ခွင့်ရခဲ့တဲ့သူစာအင်မတန်တော်တဲ့သူပေါ့ဒီလိုနဲ့တစ်နှစ်ပြီးတဲ့လမ်းပြီးတဲ့ခုံတက်နေတော့ကျွန်တော်ကိုကြောတက်သွားတာပေါ့ဗျာစိန်ဘက်ထွေမှာကျွန်တော်ကမော်နီတာလုပ်ရတယ်အတန်းတူတငယ်ချင်းတွေကိုဆရာနဲ့အတူတချို့ကျောင်းသားတွေအမြင်ကတ်တယ်မုန်းတယ်အတန်းထဲမှာအဲ့လိုနဲ့မော်နီတာတက်ရှိကျွန်တော်ကစိန်ဘက်ထွေကျောင်းပိုင်းကျောင်းသားသုံးပစ္စည်းတွေရောင်းရတဲ့ဆိုင်ရှိတယ်ပြထန်းစာအုပ်တွေခဲတံတွေပေါင်သိန်းတွေဗလာစာအုပ်မင်းအုပ်ကွန်မာဘူးလောကရတန်ခဲပြက်ပေတန်စားတဲ့စာအုပ်နဲ့စာရေးကိရိယာအကုန်စုံရနိုင်တယ်အဲ့ဒီဆိုင်ကိုဆရာတာကေးဘက်ကအုပ်ချုပ်တာကျွန်တော်ကအဲ့ဒီဘုန်းကြီးရဲ့လက်ထက်သူ့ကိုကူညီပြီးရောင်းပေးရတာညသာချက်ပြီးဆရာတာကကျွန်တော်ကိုခေါ်ပြီးစာအုပ်ဆိုင်ကရောင်းကြီးတွေရေတွက်ကြစင်းပြစုကြရတယ်ပတ်စံလည်းသူ့အစည်းနဲ့သူအဲ့ဒီပတ်စံတွေကိုအနှက်ကြတော့ဒေါက်တာစွန်ဒရွန်ရဲ့အိမ်ကိုတော့ပို့ရတယ်သူကကျောင်းရဲ့အုပ်ထိန်းသူပတ်ထရွန်ပါဒေါက်တာစွန်ဒရွန်ကလည်းစိန်ပတ်ထွေကျောင်းပိုင်ငွေတွေကိုမြို့တွေကဘဏ်မှာငွေစင်းတက်ဖွင့်လာတယ်ကျွန်တော်ကိုဖုန်းတော်ကြီးတွေကခိုင်းလို့ကျောင်းမှာတက်ဖို့ရိုက်ရတယ်ဖလင်ဆေးရတယ်ပုံကူးရတယ်ကျောင်းကပွဲတွေကျောင်းအကစားပွဲတွေထုံသားပွဲတွေကျွန်တော်အလုပ်သိမ့်များတယ်ဒါကြောင့်ပညာရေးမှာညီတော်မောင်ကျော်ကိုမမီဘူးစိန်ပတ်ထွေကျောင်းမှာပညာရောတငယ်ချင်းကောင်းတွေရောတီးပြင်ကျောင်းသားတွေမရနိုင်တဲ့အတွေ့အကြုံတွေရောရခဲ့တယ်အသက်ကြီးရတော့ငယ်ဘောကအချို့အဖြစ်အပျက်တွေကိုစိတ်ကူးထဲမှာဝင်ရောက်လာတာပေါ့ဒီနေ့မှာတော့စာဖတ်သူနားဆင်သူတော်တာဆင်သူချစ်ပြည့်တယ်များခင်ဗျာဒီနေ့မှာတော့ပိုင်း3လေးပြီးပါပြီခင်ဗျာအပိုင်းလေးအနေနဲ့နောက်နေ့မှာတော့ခရင်တော်လန်ရေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြန်လဲလာရောက်ခဲ့ပါမယ်အားလုံးအဆုံးထိနားထောင်ပေးခဲ့တဲ့တယောက်စီတူးစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ